အားလုံးမင်္ဂလာပါရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်ဟာရဆိုင်ရာအထူးကုဆရာဝန်ဖြစ်ပါတယ်ရှင်ကျမတို့ဒီနေ့မှာတော့ကျမတို့မိသားစုတိုင်းကျန်းမာရေး Blue Ocean နဲ့အတူပညာပေးဆိုတဲ့အစီအစဉ်လေးပြုလုပ်သွားမှာဖြစ်ပါတယ်ဒီအစီအစဉ်လေးမှာတော့ကျမတို့ငါးကြီးစီတွေကဆိုရင်ကျမတို့ရဲ့ကျန်းမာရေးအတွက်ဘယ်လိုမျိုးကောင်းကျိုးတွေပေးတယ်သူတွေကတောက်တင်တယ်လေဆိုတဲ့အကြောင်းအရာလေးတွေကျမပြောပြသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့တွေကငါးကြီးစီလို့ပြောလိုက်တဲ့ခါမှာပေါ့နော်ကျမတို့က omega 3ရဲ့အောက်မှာကျမတို့တွေက DHA ပါတယ် EPA ပါတယ် LA ဆိုတာလေးတွေလည်းပါတတ်ပါတယ်ဒါကတော့ကျမတို့ပြောရမယ်ဆိုရင်တော့ဒါပေါ့နော်ငါးကြီးစီရဲ့ sub ပေါ့နော် sub အခွဲလေးတွေပေါ့ဒါပြောလို့ရပါတယ်အဲ့တော့အဓိကကတော့ကျမတို့တွေကဒီ EPA တို့ LA တို့เนาะနောက် DHA တို့ဘယ်လောက်ပါတယ်လဲပေါ့နော်ဒီအပေါ်မှာမူတည်ပြီးတော့မှကျမတို့ကဆုံးဖြတ်လေးရှိပါတယ်အဲ့တော့ဥပမာ DHA တို့ EPA တို့က250တို့900 mg တို့ပါတယ်ဆိုလို့ရှိရင်ဒါပြည့်စုံသွားပါတယ်လို့လည်းကျမတို့ကပြောလို့ရပါတယ်ရှင်เนาะဒါကြောင့်မလို့ကျမတို့တွေက DHA ကပေါ့နော်ဟိုစားဘယ်လောက်ပါတယ်လဲ EPA ကဘယ်လောက်ပါတယ်လဲစသည်ဖြင့်ကျမတို့တွေကခွဲပြီးတော့မှရေးထားတာတွေလည်းရှိပါတယ်အဲ့တော့ပေါ့နော်ဒါလေးတွေကိုခွဲကြည့်ပြီးတော့မှကျမတို့တောက်မဲဆိုရင်တော့လေဒါပို့ပြီးတော့မှအကျိုးရှိမယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဘယ်လိုပဲပြောပေါ့နော်ကျမတို့အဓိက main ကတော့လူကြီးတယောက်အတွက်မှာဆိုရင်တော့ omega 3များများတောက်နိုင်တယ်ပေါ့နော်ဒါကျမတို့ dose ရှိပါတယ်အဓိကကတော့900 mg နဲ့1000 mg တွင်းပေါ့နော်ဒီအတွက်ပါတယ်ဆိုလို့ရှိရင်တော့ကျမတို့ကလူနာတွေကိုတောက်သုံးခွင့်ပြုပါတယ်ရှင်နောက်ဗီဒီယိုများမှာလည်းအားလုံးသိချင်နေကြတဲ့ငါးကြီးစုရဲ့အကျိုးသက်ရောက်မှုတွေကိုဆက်လက်ပြီးတော့မှဖြေကြားသွားမှာဖြစ်တဲ့ကြောင့်မလို့ဆက်ပြီးတော့မှလည်းမေးထားလို့လည်းရပါတယ်ရှင်ကျွန်မဆက်ပြီးတော့မှလည်းဖြေသွားပေးမှာဖြစ်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်